ရက်ပေါင်း1500ကျော်ပြီးရုရှားတပ်တွေဒီရွာကိုမသိမ်းနိုင်ဘူးအဲ့ဒါကြောင့်တကဘာလုံးကအံ့ဩနေကြပါတယ်စစ်မြေပြင်မှာအင်အားကြီးမားဆုံးလို့ကြွေးကြော်ထားတဲ့ရုရှားတင်ကားတွေအမြောက်တွေဘာကြောင့်အကြီးပြောကျသွားတာလဲကျွန်တော်ကတော့ဇော်လေးပါခင်ဗျာဒီနေ့ဝါစပီယာကနေတင်ဆက်ပေးမှာကတော့စစ်ပွဲသမိုင်းကိုပြောင်းလဲသွားစေမယ်မလာတိုမဂတ်ရွာအကြောင်းမှာဒီရွာလေးကျသွားရင်ဒေသလုံးရဲ့စေးပြွာတွေအကုန်လုံးပျက်စီးသွားမှာမို့လို့ဒီသတင်းကိုအလေးပေးပြောနေတာပါပြည်သူတို့ရေတွေးကြည့်လိုက်ပါခင်ဗျာအင်အားကြီးနိုင်ငံတစ်ခုကရွာငယ်လေးတရွာကို1500ကျော်တဲ့ရက်တွေအထိဘာလို့မသိမ့်ပိုင်နိုင်ဖြစ်နေရတာလဲဒါကမယုံနိုင်စရာကောင်းနေပါတယ်ရွာလေးကဇာပိုရဲ့ဇီယာဒေတာရဲ့အသက်သွေးကြောပါအိုယီခစ်မြို့ကိုတွားတဲ့တကားပေါရွာကချမ်းဝဲမှာရှိတယ်ဒါပေမဲ့ပပလေကကုန်းမြင့်တွေကယူကရိန်းလက်ထဲမှာပါဒါသဘောကပြီးတဲ့လက်ဆောင်ပါရုရှားတွေဘလောက်ပဲတင်းကားတွေနဲ့တိုးဝင်လာပါစေအပေါ်စည်းကနေအကုန်မြင်နေရတယ်အသေးချာပြစ်မှတ်ထားလို့ရတယ်ယူကရိန်းတွေကဒီနေရာမှာခန်းစစ်ပြင်ထားတာကတကယ့်ကိုကျွမ်းကျင်ပါတယ်ရုရှားတွေတိုးဝင်လာလေသူတို့ရဲ့စကွင်းထဲကိုကြောက်ရောက်လေးပါ2022ခုနှစ်ဖေဖော်ဝါရီလရုရှားတွေရွာကိုအလွယ်တကူဝင်စီးခဲ့တယ်ကဘာကထင်ခဲ့တာစစ်ပွဲကပြီးသွားပြီပေါ့ဒါပေမဲ့ယူကရိန်းကနောက်မဆုတ်ခဲ့ပါဘူးသူတို့အသက်နဲ့ရင်းပြီးပြန်တိုက်ခိုက်ခဲ့ပါတယ်ရုရှားတပ်တွေကိုပြန်မောင်းထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီတုန်းကယူကရိန်းတွေရဲ့စိတ်ဓာတ်ကတကယ်ကိုမယုံနိုင်စရာပါခင်ဗျာစစ်ပွဲဆိုတာလက်နဲ့ကြီးတွေနဲ့ပဲတိုက်တာမဟုတ်ပါဘူးစိတ်ဓာတ်နဲ့တိုက်တာဆိုတာဒါကိုပြောတာပါရွာထဲမှာအိမ်တွေမရှိတော့ဘူးအားလုံးအပြက်စီးတွေပါဘုံတန်တွေကနေရောညပါဒါပေမဲ့ဒီရွာမှာလူတချို့မပြောင်းပဲနေကြပါတယ်သူတို့အတွက်တော့ဒါဟာအိမ်ပါသူတို့အတွက်တော့ဒါကကဘာပါဒီစစ်ပွဲကဘာကြောင့်ဒီလောက်ထိရေးကြီးလဲဆိုတော့ဒါကနိုင်ငံရေးသက်မဟုတ်ပါဘူးလူတွေရဲ့ဘဝကိုရိုက်ချိုးနေတဲ့စစ်ပွဲကြီးပါရုရှားကပြောတယ်ရွာကိုသိမ်းပြီးပြီတဲ့ဓာတ်ပုံတွေတင်နေဗီဒီယိုတွေတင်နေဒါပေမဲ့အဲ့ဒီတွေကအမှန်တရားလားယူကရိန်းကအထောက်အထားတွေနဲ့ပြန်ချေပပါတယ်ဒီနေရာမှာမေးစရာရှိတာကရုရှားအစိုးရကဘာလို့ဒီရွာငယ်လေးကိုသိမ်းပိုင်နိုင်ပြီဖြစ်ကြောင်းအတင်းကျပ်ဝါဒဖြန့်နေရတာလေဒီအဖြစ်ကစစ်ပွဲအဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်ခင်ဗျာ2023ခုနှစ်ယူကရိန်းကတံမြန်ထိုးစစ်စတယ်လိုပတ်တင်ကားတွေတုံးတယ်ဒါပေမဲ့အစမှာတော့အဆင်မပြေဘူးမန်တွင်ထဲမှာတင်ကားတွေပိတ်မိနေတယ်အများကြီးပျက်စီးခဲ့ရပါတယ်ခင်ဗျာစစ်ပွဲဆိုတာဒီလိုပါအမြဲတမ်းအဆင်ပြေမနေခဲ့ပါဘူးဒါပေမဲ့ယူကရိန်းတင်ကားတွေကသင်ခန်းစာယူရပါတယ်သူတို့ပြန်စုစည်းတယ်ပြီးတော့ပြန်တိုက်တယ်အဲ့ဒီမှာတင်ဇလန်ကပြန်စပါတယ်တံမြတ်ထိုးစစ်ရှုံးနေပြီးတဲ့နောက်မှာယူကရိန်းတွေကနီးပြပြောင်းလာခဲ့ပါတယ်သူတို့ကမိုင်းခွင်းတွေကိုရှင်းတယ်ဒရုန်းတွေကိုပို့သုံးလာတယ်ရုရှားတွေရဲ့အားနည်းချက်ကိုရှားလာတယ်အဲ့ဒီမှာတင်ရုရှားတပ်တွေကတိုးမရတော့ပါဘူးစစ်မြေပြင်မှာနီးပြဆိုတာအသက်ပါဒါကိုဘသူကအရင်သိလဲဆိုတာကအနန်ရှုံးကိုဆုံးဖြတ်ပေးပါတယ်ဒီရွာမှာဒရုန်းတွေကအဓိကပါရုရှားတွေဘာပဲလုပ်လို့ဒရုန်းတွေကအကုန်မြင်တယ်တင်းကားပဲလာလာလူပဲလာလာဒရုန်းတွေကအကုန်ပြစ်တယ်ဒီဒရုန်းနီးပညာကစစ်ပွဲရဲ့အနာဂတ်ပါရုရှားတွေကဒီဒရုန်းတွေကိုဘလို့မှမကာကွယ်နိုင်ပါဘူးသူတို့ရဲ့နီးပညာကယူကရိန်းရဲ့ဒရုန်းနီးပညာနောက်မှာနောက်ကျကျန်နေခဲ့ပါပြီရွာကအိုယီကိုသွားတဲ့လမ်းမှာရှိပါတယ်ဒီလမ်းကိုရုရှားတွေသိမ်းရင်သူတို့အတွက်တော်တော်လေးအဆင်ပြေသွားမှာပါဒါကြောင့်ယူကရိန်းကဒီလမ်းကိုအသက်နဲ့ရင်းပြီးကာကွယ်ထားတာပါဒီလမ်းသာကျသွားမယ်ဆိုရင်ဇာပိုရီဇီယာတစ်ခုလုံးအန်ဒီရရှိလာပါမယ်ဒါကြောင့်ဒီရွာကစစ်ပွဲရဲ့နှလုံးသားဖြစ်နေတာပါ2024ခုနှစ်ရောက်တော့စစ်ပွဲကတည်ငြိမ်သွားပါတယ်နှစ်ဖက်စလုံးကတလက်မချင်းစီအတွက်တိုက်နေကြတယ်အလောင်းစားကအရန်ကြီးပါတယ်ရုရှားတွေကအကြိမ်ကြိမ်တိုက်တယ်ယူကရိန်းတွေကအကြိမ်ကြိမ်ခုခံတယ်ဒီတန်တရားကမဆုံးနိုင်ပါဘူးဒါပေမဲ့တခုတော့သေချာနေပါတယ်ခင်ဗျာဒီရွာလေးကတော့ယူကရိန်းလက်ထဲမှာပဲရှိနေသေးပါတဘောဝတရားကပေးတဲ့လက်ဆောင်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ကုန်းမြင့်နေပါရွာကချမ်းဝဲမှာရှိနေပေမဲ့ပက်ပက်လေကကုန်းမြင့်တွေကိုယူကရိန်းကထိန်းချုပ်ထားတယ်စစ်ပွဲမှာကုန်းမြင့်ကိုရထားတဲ့သူကအနိုင်ရသူပါရုရှားတွေကအောက်ခြေကနေတိုးဝင်လာဖို့ကြိုးစားတိုင်းအပေါ်စီးကနေအကုန်မြင်နေရတယ်သူတို့ဘယ်ဘက်ကိုရွှေ့နေလဲဘယ်ချိန်မှတိုက်ခိုက်မလဲဆိုတာကိုယူကရိန်းကကြိုတင်သိရှိနေပါတယ်ဒါကြောင့်လဲရုရှားတွေကအမြဲတမ်းအခက်တွေ့နေရတာပါခင်ဗျာရုရှားတွေကနေမျိုးစုံသုံးတယ်တင်းကားတွေတန်ချက်ကကားတွေနောက်ဆုံးတော့ဆိုင်ကယ်တွေအထိသုံးလာတယ်ဒါပေမဲ့ဘာပဲသုံးယူကရိန်းရဲ့ခန်းစစ်ကိုမကျော်နိုင်ခဲ့ပါဘူးယူကရိန်းတွေကလည်းသူတို့ရဲ့ခန်းစစ်ကိုအမြဲတမ်းပြောင်းလဲနေတယ်အကောင်းဆုံးပေါ်ပေါင်းစရာနေရာတွေကိုရှာတယ်မြေမြုပ်မိုင်းတွေကိုအချက်ချက်ထောင်ထားတယ်ရုရှားတွေအတွက်တော့ဒီရွာကဝင်ရခတ်တယ်ဝန်ကဘာကြီးတစ်ခုလိုဖြစ်နေပါပြီအမြောက်တွေဟာစစ်ပွဲရဲ့ဘင်းတွေပါရွာဘက်ပဲလေမှာအမြောက်တွေရဲ့ပောက်ကွဲတန်တွေကဘယ်တော့မှမရက်ဘူးယူကရိန်းရဲ့အမြောက်တပ်တွေကအရန်ကိုတိကြတယ်ရုရှားတပ်တွေရွာနီးကိုရောက်လာတာနဲ့အမြောက်စံတွေကမိုးလိုရွာချတယ်ဒါကြောင့်ရုရှားတွေကရွာတွေကိုခြေတလန်းအောင်မချနိုင်ပဲပြန်ဆုတ်ပေးနေရတာပါ2025ခုနှစ်ရောက်တော့ရုရှားတွေကပို့ပြီးတော့အတင်းကျပ်တိုက်ခိုက်လာတယ်သူတို့ရဲ့အထက်ရာရှိတွေကရွာကိုအများဆုံးသိမ်းပိုက်ခိုင်းပါတယ်ဒါပေမဲ့ယူကရိန်းကပို့ပြီးတော့ခိုင်မာတဲ့ခံစစ်ကိုတိစောက်ထားပါတယ်ဒီကာလမှာနှစ်ဖက်စလုံးကအသက်ပေါင်းများစွာပိတ်ဆက်ခဲ့ရပါတယ်ဒီရွာလေးကစစ်ပွဲရဲ့အရေးကြီးဆုံးအမတ်တရဖြစ်လာခဲ့ပါတယ်ဒရုန်းတွေအကြောင်းထပ်ပြောပါမယ်ကောင်းကင်မှာဒရုန်းတွေကအမြဲတမ်းပြန်ဝဲနေတယ်ရုရှားတပ်တွေခြေလမ်းတိုင်းကိုစောင့်ကြည့်နေတယ်
သူတို့ရဲ့စက်ကရိယာတွေတင်ကားတွေကိုအဲ့ဒီဒရုန်းတွေကပဲဖျက်ဆီးနေတာရုရှားတွေဘလောက်ပဲခင်မိတဲ့လမ်းတွေသုံးပါစီဒီဒရုန်းတွေကိုမကာကွယ်နိုင်တဲ့အတွက်အမြဲတမ်းရှုံးနေရတာပါရုရှားတွေကအရင်ကလိုတင်ကားအကြီးကြီးတွေမသုံးနိုင်တော့ပါဘူးလူအင်အားစုတွေအုပ်စုလိုက်တက်ခဲ့တဲ့နီးလန်းတွေကိုပြောင်းသုံးလာတယ်ဒါပေမဲ့ဒါတွေကလည်းအလကားပါယူကရိန်းရဲ့အမြောက်တွေနဲ့ဒရုန်းတွေကဒီလူအုပ်စုတွေကိုအလွယ်တကူရှင်းလင်းပစ်နိုင်တယ်ဒါကရုရှားစစ်တပ်ရဲ့ဂုဏ်သိက္ခာကိုအကြီးကျယ်ထိခိုက်စေတဲ့အချက်ပါရုရှားမီဒီယာတွေကရွာကိုသိမ်းပိုက်ပြီးလို့ထက်ခါတလေပြောလာပါတယ်ဒါပေမဲ့အဲ့ဒါတွေကအမှန်တရားနဲ့အဝေးကြီးမှရှိနေပါတယ်ယူကရိန်းတွေကသူတို့ရွာထဲမှာရှိနေသေးကြောင်းဗီဒီယိုတွေနဲ့အမြဲတမ်းသက်သေပြတယ်ဒီလိုလိမ့်လည်နေတာဟာရုရှားအစိုးရရဲ့အရှက်ရစရာအလုပ်တစ်ခုဖြစ်နေပါပြီပြည်သက်တို့ရဲ့ကိုပြည်သူတွေကိုအမှန်တရားမပြောဘဲဝါဒဖြတ်နေတာဟာဘလောက်ထိကြာရှည်ခံမယ်လို့ထင်မိပါသလဲဒီရွာမှာတိုက်နေတဲ့ယူကရိန်းတပ်ဖွဲ့ဝင်ကတကယ်ကိုသူရဲ့ကောင်းကြီးတွေပါနေ့စဉ်ရက်ဆက်ဘုံတန်နေကြတဲ့မှာသူတို့ရဲ့မြေကိုမစွန့်မဲကာဝယ်နေကြတယ်သူတို့အတွက်တော့ဒါကအသက်ရှင်သန်မှုအတွက်တိုက်ပွဲကြီးပါသူတို့ရဲ့ခံနိုင်ရည်ကကပ္ပစေးလေးတာသူတွေကိုတောင်အံ့ဩသွားစေပါတယ်ရွာပတ်လေမှာရုရှားအတွက်သေမင်းတမန်လမ်းကြောင်းတွေရှိနေပါတယ်အဲ့ဒီနေရာတွေကိုဖျက်ကျော်ဖို့ကသူတို့အတွက်ငဲကန်းကြီးပါယူကရိန်းတွေကဒီလမ်းကြောင်းကိုပဲအလွန်မဲ့အန်ရရှိအောင်ဖန်တီးထားပါတယ်တင်ကားပဲလာဆိုင်ကယ်ပဲစီးလာအကုန်လုံးဒီနေရာမှာပဲအသက်ပေးလိုက်ရတာပါစစ်ပွဲကနေတိုင်းပိုပြီးတင်းမာလာတယ်နှစ်ဖက်စလုံးကအရှောင်မပေးဘူးရုရှားတွေကရွာကိုမရရအောင်သိမ်းဖို့ကြိုးစားနေစေယူကရိန်းကလည်းမရရအောင်ကာကွယ်နေစေဒီရွာလေးဟာစစ်ပွဲတစ်ခုလုံးရဲ့အဖြစ်ဖြစ်နေတယ်လို့ပါဒီနေရာမှာဘယ်သူနိုင်မလဲဆိုတာကစစ်ပွဲတစ်ခုလုံးရဲ့ရလဒ်ကိုဖော်ပြပေးသွားမှာပါစစ်ပွဲကအခုတော့အစင်းမြင့်နည်းပညာတွေရှင်နိုင်တဲ့နေရာဖြစ်လာပါပြီအီလီယာထွန်းနဲ့စစ်စင်ရေးတွေကအထူးကပါရုရှားတွေကသူတို့ရဲ့ဆက်သွယ်ရေးကိုပျက်စီးမသွားအောင်လို့စူးစမ်းနေပါတယ်ယူကရိန်းတွေကလည်းအဲ့ဒီစနစ်ကိုခြေရခံပြီးတော့ပြစ်မှတ်ထားပါတယ်ဒီရွာလေးမှာနည်းပညာစစ်ပွဲကနေစဉ်နဲ့များဖြစ်ပွားနေတာပါရွာနီးကလမ်းမကြီးတွေကအသက်သွေးကြောကြီးတွေပါရုရှားတွေကဒီလမ်းတွေကိုဖျက်တောက်ဖို့စူးစမ်းတယ်ယူကရိန်းတွေကဒီလမ်းကြောင်းကိုဆက်သွယ်ရေးအတွက်အသုံးပြုနေစေပါလမ်းမကြီးတစ်ခုကိုထိန်းချုပ်ထားနိုင်တာဟာစစ်ပွဲတစ်ခုလုံးမှာအသာစီးရဖို့အဓိကသွားချက်တစ်ခုဖြစ်နေတာပါရုရှားတွေရဲ့စိတ်ဓာတ်ကကြာဆင်းနေတယ်သူတို့စစ်သားတွေကဒီရွာလေးကိုသိမ်းဖို့ညှင်းဆန်လာတာမျိုးတောင်ရှိလာပါတယ်ယူကရိန်းတွေကတော့ကိုမြေကိုကာကွယ်နေရတဲ့အတွက်စိတ်ဓာတ်အင်မတန်တက်ကြွနေတယ်စစ်ပွဲတစ်ခုမှာလက်နက်ထဲပိုရေးကြီးတာကစိတ်ဓာတ်ပါရုရှားတွေကအချိန်ချင်းနောက်ဆုတ်ခဲ့ရတယ်အဲ့ဒီနောက်ဆုတ်မှုတွေကသူတို့ရဲ့စေးအစီအစဉ်တွေကိုပျက်စီးစေတယ်ယူကရိန်းတွေကတော့အဲ့ဒီခွင့်ရကိုတုံးချပြီးသူတို့ရဲ့ခံစစ်ကိုပိုပြီးအားကောင်းအောင်လုပ်နေပါတယ်ရွာထဲမှာကြံနေခဲ့တဲ့အရက်သားတွေကြောင့်ပြောရပါမယ်ခင်ဗျာသူတို့တွေကဒီစစ်ပွဲထဲမှာအသက်ရှင်ဖို့ကြိုးစားနေကြတာပါသူတို့ရဲ့ဇလန်းတွေကကျွန်တော်တို့ရဲ့စစ်ပွဲရဲ့အကြမ်းတမ်းဆုံးအမှန်တရားကိုပြသနေတာပါစစ်ပွဲဆိုတာတင်းကားတွေအကြောင်းပဲမဟုတ်ပါဘူးလူတွေရဲ့ဘဝအကြောင်းလည်းဖြစ်ပါတယ်ကဘာကဒီရွာလေးကိုစောင့်ကြည့်နေပါတယ်စေးလေးလာသူတွေကဒီရွာမှာဖြစ်ပျက်တာတွေကိုစစ်ပွဲရဲ့သင်ခန်းစာအဖြစ်သတ်မှတ်ထားပါတယ်အင်အားကြီးနိုင်ငံတစ်ခုကဘာကြောင့်မောင်းမြင်ကြလဲဆိုတာကိုဒီရွာလေးကတစ်စင်လေးလာနေကြတာပါပညာရှင်တွေကပြောကြပါတယ်ရုရှားစစ်တပ်တွေအရင်ကလိုထိရောက်မှုမရှိတော့ဘူးတဲ့ဒီရွာမှာဖြစ်ပျက်နေတာတွေကသူတို့ရဲ့အားနည်းချက်တွေကိုဖော်ပြနေတာပါစနစ်တကျမရှိတဲ့တိုက်ခိုက်မှုတွေနဲ့ဝါဒဖြန့်မှုတွေကသူတို့ကိုပိုပြီးအရှက်ရစေပါတယ်ဇွန်လ2026ခုနှစ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကစစ်ပွဲရဲ့အမြင့်ဆုံးအခြေအနေကိုရောက်လာပါတယ်ရုရှားတွေကနောက်ဆုံးအကုန်ထုတ်ပြီးတိုက်ခဲ့တယ်ဒါပေမဲ့ရလက်ကတော့အတူတူပါယူကရိန်းတွေကတော့မလုံမရက်ပဲခုခံနေသေးပါရုရှားတွေကဆိုင်ကယ်တွေအသေးစားရှင်တွေကိုတုံပြီးဝင်လာဖို့စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့ယူကရိန်းရဲ့ဒရုန်းတွေအောက်မှာပဲအကုန်ပျက်စီးသွားခဲ့ပါတယ်ဒီလိုခင်းနောက်ကျတဲ့နီလန်တွေကခင်မီစစ်ပွဲတွေမှာအလုံးမဖြစ်ဘူးဆိုတာကိုတက်တည်ပြလိုက်တာပါဒီရွာလေးကအခုတော့တမိုင်းတွန်းနေပါပြီ1500ကျော်တဲ့ရက်ပေါင်းတွေအထိခုခံနိုင်ခဲ့တာကတကယ့်ကိုအံ့ဩစရာပါရုရှားတွေကတော့ဒီရွာလေးကိုသိမ်းဖို့အခုထိစ조사နေသေးပါယူကရိန်းကတော့သူတို့မြေကိုကာကွယ်နေသေးပါပြည်သက်ကြီးတွေဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ Metatos Mask ကရွာလေးအကြောင်းကစစ်ပွဲရဲ့ရက်ဆက်မှုနဲ့ခံနိုင်ရှိမှုကိုအကောင်းဆုံးပြသနေတာပါရုရှားရဲ့အင်အားကြီးဆိုတဲ့ဒဏ္ဍာကြီးဟာဒီရွာငယ်လေးရဲ့မြေပြင်မှာအစိမ့်စိမ့်မမဖြစ်သွားခဲ့ပါပြီမေးစရာရှိတာကဒါကစစ်ပွဲရဲ့အဆုံးသလားဒါမှမဟုတ်အစားပဲရှိသေးတာလားဒီရွာလေးကပဲတနေ့နေ့မှာစစ်ပွဲရဲ့ရလဒ်ကိုအဆုံးဖြတ်ပေးသွားမလားပြည်သက်ကြီးတို့ရောဘလို့ထင်မိပါသလဲကျွန်တော်တို့ရဲ့ဝါစပီယာကနေနောက်ထပ်စိတ်ဝင်စားစရာစီးသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့တော့ဒီလောက်ပါကျွန်တော်ကတော့ဇော်လေးပါအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ